အားလုံးပဲမင်္ဂလာပါကျေးဇူးမနို vlog ကနေပြန်လေကျေးဇူးပါရဗျဒီဗီဒီယိုလေးကကြတော့ပြီးခဲ့တဲ့တရုတ်ကိုညံတုံးကရှီဖန် all string နဲ့ရှီဖန် waterfall ကိုတွားထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒီ vlog ထဲမှာလက်ညှိုးလေးပါရမအဆုံးထိကြည့်ပေးတော့ကြပါအောင်ဗျ Green Line စုံစမ်း station ကနေ Brown Line Musa station ကိုတွားမှာဖြစ်ပါတယ်Musa MRT station ကနေထွက်ပြီး Musa bus station ကိုတွားရပါမယ်စီရမယ် bus number ကကြတော့995ဖြစ်ပါတယ်ကျွန်တော်တို့တွားတော့က bus ကရဲ့အချိန်စရာကိုမကြည့်မိတော့တနားကြီးခွဲလောက်ဆောင်လိုက်ရပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လိုမဖြစ်အောင်မိတ်ဆွေလည်းမတွားခင်ကိုခဲမှာ bus ရဲ့အချိန်စရာကိုအရင်ကြည့်ထားပြီးတွားဖို့အကြံပေးချင်ပါတယ်အခုကကြတော့ Shifan Bridge bus station မှာဆင်းပြီး Shifan All Street ကိုတွားမှာပဲဖြစ်ပါတယ်။2မိနစ်လောက်လမ်းလျှောက်သွားရပါတယ်ဗျ။ကဲအခုကကြတော့ Shifan All Street ကိုရောက်ပါပြီ။အရှိမမြင်တွေ့ရတဲ့အနီရောင်နဲ့ဟာကကြတော့မိပုံပြန်ပဲဖြစ်ပါတယ်။ဒီမှာလာလေကြတဲ့သူအများစုကကြတော့ဒီမိပုံပြန်ကိုယူပြီးသူတို့စုတောင်းချင်းနဲ့စာသားလေးကိုရေးပြီးတပ်ပုံရိုက်ပြီးလွတ်နေကြတယ်ပေါ့နော်အရှိမမြင်တွေ့ရတာကကြတော့တန်လမ်းလေးဖြစ်ပါတယ်ဒီမှာရထားလာပြီးဆိုရင်သူတို့အပြေးအလွှားတပ်ပုံရိုက်ကြတယ်ပေါ့နော်ခုကဒီနေရာကနေအမတ်တရပစ္စည်းလေးတွေဝေဖို့ရှောက်ပတ်ကြည့်မှာပဲဖြစ်ပါတယ်ကဲအခုကရထားရောက်ပြီဆိုတော့အပြေးလာတပ်ပုံရိုက်ကြပါတယ်ဒီရထားကကြတော့ကျွန်တော်တို့မြန်မာနိုင်ငံကရထားနဲ့ဘာမှမကောက်ဘူးပေါ့နော်ကဲအခုကကြတော့ပြောင်းမဖောက်ရကြတော့ပြောင်းဖောက်မှာပဲဖြစ်ပါတယ်ကဲအခုကရှီဖန်အုပ်စုကိုရှောက်လိပြီးပြီဆိုတော့ရှီဖန် waterfall ကိုဆက်တော့မှာပဲဖြစ်ပါတယ်10မိနစ်လောက်လမ်းလျှောက်ရပါတယ်ဘတ်ကလည်းရောက်ပါတယ်ပေါ့နော်ကဲအခုကကြတော့ Shifan Waterfall ဝင်ပေါက်ကိုရောက်ပါပြီ။ကမ္မကောင်းစွာပြီးအနေကခွန်ညံ့ဆိုတော့သူတို့အစိုးကြီးပိတ်သွားပါလိမ့်ပေါ့နော်။ Shifan Waterfall ကိုမရောက်ခဲ့ရပဲအဲ့နာကရေကွန်တေးလေးမှာပဲတွားပြီးစပင်းစီးပြီးပြန်ခဲ့ရပါတယ်။
အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗလော့မှာပြန်လည်ဆုံတွေ့ကြအောင်ဗျ